တနေ့မှာအရှင်မင်းကြီးကဥပေါ်ဦးကိုခေါ်ပြီးအကောင်းဆုံးဟင်းတစ်ခွက်ချက်နိုင်မလားလို့မေးလိုက်ပါတယ်။ဥပေါ်ဦးကပြုံးပြီးအကောင်းဆုံးဆိုတာအရသာတင်မဟုတ်ပါဘူးလို့ဖြေခဲ့ပါတယ်။နောက်နေ့မှာတော့မင်းကြီးကသူ့ကိုစောင့်ကြည့်နေတဲ့အချိန်မှာဥပေါ်ဦးကဟင်းအိုးထဲကိုရေနည်းနည်းပိုက်ထည့်ပြီးအေးအေးဆေးဆေးရက်နေခဲ့ပါတယ်။မင်းကြီးကအံ့အားသင့်ပြီးဒီဟင်းထဲမှာဘာရှိလဲလို့မေးလိုက်တဲ့အခါဥပေါ်ဦးကမိမိရင်ဘတ်ကိုထိပြီးမြတ်တာပါလို့ပြောလိုက်ပါတယ်။နောက်တော့မင်းကြီးဟာဟင်းကိုစမ်းသပ်မြည်ကြည့်ပြီးအရသာထူးခြားမရှိပေမဲ့စိတ်ထဲမှာပျော်ရွှင်မှုတစ်ခုကိုခံစားရခဲ့ပါတယ်။အဲ့ဒီအချိန်မှာဥပေါ်ဦးကမြတ်တာနဲ့လှုပ်ထားရင်ဘယ်ဟင်းမှဆိုအကောင်းဆုံးဖြစ်နိုင်ပါတယ်လို့ပြောလိုက်ပါတယ်။အရှင်မင်းကြီးလည်းနားလည်သွားပြီးလူတိုင်းကိုအကောင်းဆုံးဟင်းဆိုတာမြတ်တာနဲ့ပြုလုပ်ထားတဲ့ဟင်းမဲလို့ကြေညာလိုက်ပါတယ်။ဒီဇက်လန်ကသင်ခန်းစာတစ်ခုကိုပြောနေပါတယ်။အကောင်းဆုံးဆိုတာအပြင်ဘက်မဟုတ်ပဲစိတ်ထဲကမြတ်တာပဲဖြစ်ပါတယ်